Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟိန်းခန့်လွင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီ share sport အလေးရဲ့အကြောင်းကိုကျွန်တော်ရှင်းပြသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်နေ့အဆုံးထိလိုက်ကြည့်ကြပါတော့ရောက်သွားရင်တော့ဒီလိုလေးပေါ့နော်ကျွန်တော်တို့ဒီမှာရောက်သွားလို့ရှိရင်တော့ကျွန်တော်တို့ဒါစစချင်းထောင်မဲ့သူတွေဆိုရင်တော့မြန်မာဘာသာနဲ့ပြန်มาလားအင်္ဂလိပ်နဲ့လားဘာညာမေးရပေါ့နော်ဒီမှာဆိုရင်စကားတွေကြည့်လို့ရရပေါ့နော်ဒီမှာကျွန်တော်တို့စကားအများရှိရပေါ့နော်နောက်ပြီးလို့ရှိရင်ဒီမှာအများကြီးပေါ့နော်ကျွန်တော်တို့ဝင်မကြည့်ပြတော့ပါဘူးကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်သူတို့ရိုက်ထားတဲ့သူတွေဂျက်ကီရှန်လည်းရှိရပေါ့နော်နောက်ပြီးလို့ရှိရင်ဒီထဲလေးပေါ့နော်ဒါဆိုရင်လည်းလာမယ်ပွဲစဉ်တွေကိုကြည့်လို့ရရပေါ့နော်ဒါဆိုရင်လည်းဒါကျွန်တော်တို့ဒါ highlight တွေပေါ့နော်ကြည့်လာဆိုရင်တော့ကျွန်တော်တို့ live လို့ပြောပေါ်နေမယ်ပေါ့နော်ဒီမှာဆိုရင်ဒါမျိုးကြည့်ရင်တော့ဒီ play လေးတစ်ခုပဲပေါ်မြင်ပြဒါပေမဲ့ live ကိုကြည့်ရင်တော့ဒီနားမှာ live ဆိုတာတော့ line တွေအများကြီးပေါ်လာမယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီထဲရောက်သွားရင်ဒီမှာ play လေးတစ်ခုပဲရှိရဗျဒီမှာပေါ့နော်အပေါ်ဆွဲတယ်မရဘူးဒါ play လေးတစ်ခုရှိရပေါ့နောက်ပြီးတော့ဒါ TV line တွေပေါ့နော် TV line တွေကတော့ line လေးနည်းနည်းကောင်းရင်တော့ကြည့်လို့ရရင် Man U TV ပါတယ်ကာတွန်းကား line 2 line လဲပါသေးရပေါ့နော်ဒါကတော့ဟိုလိုမျိုးမဟုတ်ပါဒီရဲ့ share sport လေးရဆိုရင်တော့ down ထားရင်တော့မှတန်တဲ့ app လေးတစ်ခုတော့ပြောလို့ရတယ်ပေါ့နော်ဒီ app လေးကို down နီးရတော့ကျွန်တော်လိုက်ပြီးတော့ပြောပြမယ်တကယ်တစ်ချက်လိုက်ပြောလို့ဒီ Google ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီမှာ search bar တွေကိုသွားလိုက်ဗျsearch bar ထဲကိုသွားလိုက်မယ်ဆိုရင်တော့ပြင်ကျွန်တော်တို့ဒီမှာ share sport ဆိုပြီးဒီတိုင်းလေးရိုက်ပေးလိုက်ပါဗျဒီ share sport လို့ရိုက်လိုက်တဲ့ခါကျရင်ဒီပေါ်ဆုံးကဒီ link လေးတွေကိုဝင်ပေးလိုက်ပါဗျခဏလေးပေါ့ကျွန်တော်ဖုန်းနဲ့ဒီထက်ရောက်သွားရင်ဆိုတော့ဒီလိုလေးဖြစ်မှာဗျပြော TV နဲ့ချိတ်ဆက်ကြည့်မှလားဒါမှမဟုတ်ကျွန်တော်တို့ Android နဲ့ iOS ဆိုပြီးတော့နှစ်မျိုးခွဲပေးထားပါတယ်ဗျအောက်ကတော့ Android အောက်ကတော့iOS ပေါ့နော်ဒါလေးကတော့ online တို့ရပြီဆိုလို့ရှိရင်တော့ဒီမှာ download လေးကိုနှိပ်လိုက်ပါဗျနှိပ်လိုက်ရင်ဒီ download လေးဒီဘက်ကဟာလေးကိုပဲနှိပ်ပေးလိုက်ပါဒီမှာ download လေးပေါ်နေဒီမှာဆိုရသွားပြီပေါ့မှန်ကြီးပေါ်လို့ရှိရင်ဒီချက်ထွက်ပေးလိုက်ပါဗျနောက်ပြီးမှဒီရဲ့တော့ file mail လေးကိုသွားပေးပြီးတော့ကျွန်တော်တို့ဒါဒီမှာပေါ့နော်install တော့သွားလိုက်ပေါ့ဒီမှာ share sport ဆိုတဲ့ဟာလေးရောက်လာပြီးတော့ဒီမှာinstall တင်လိုက်ပြီဆိုတာနဲ့ရပြီပေါ့နော်ကျွန်တော်ကတော့တင်ပြီးသားဆိုတော့မတင်ပြတော့ဒီနေ့ share sport လေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်နေ့မှာတော့နောက်ထပ် video လေးနဲ့ကျွန်တော်ထပ်ပြီးလာခဲ့ပါမယ်အဲ့လိုပဲတက်တာ